လူငယ်တွေအနေနဲ့ HR တို့ Sales and Marketing တို့ Business Management တို့တက်ချင်တယ်ဒါပေမဲ့ဘာလို့ရမလဲသိချင်မသိဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားနော်ပထမဆုံးအနေနဲ့ HR ဘာသာရပ်ဟာဆိုလို့ရှိရင်တော့လူသားရင်းမြစ်စီမံခန့်ခွဲမှုပညာရပ်ပဲဖြစ်ပါတယ်ဒီဘာသာရပ်ဟာဆိုလို့ရှိရင်တော့ကုမ္ပဏီတစ်ခုရဲ့အသက်သေးကြောဖြစ်တဲ့ဝန်ထမ်းတွေရဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ရတာပဲဖြစ်ပါတယ်ဝန်ထမ်းတစ်တွေခေါ်ယူတာလူတွေစစ်ဆေးတာဝန်ထမ်းရဲ့ကိစ္စအဝဝကိုကင်တွယ်တာလစာနဲ့ခံစား권တွေကိုတက်ချက်ပေးတာလူမှုစစ်ဆံရေးကောင်းမွန်ပြီးစနစ်တကျရှိတဲ့သူတွေတက်တော့အဆင်ပြေဆုံးဘာသာရပ်ပဲဖြစ်ပါတယ်ရှင်ဒုတိယတစ်ခုအနေနဲ့ကတော့ Sales and Marketing အယောင်းနဲ့ဈေးကွက်ရှာဖွေရေးပဲဖြစ်ပါတယ်ကုမ္ပဏီတစ်ခုမှာအင်ကန်းအရှာနိုင်ဆုံးနဲ့စိန်ခေါ်မှုရှိဆုံးနဲ့ပဲလို့လည်းပြောလို့ရပါတယ် Facebook နဲ့ TikTok တွေကနေကြော်ညာပြီးတော့ဈေးကွက်ဖော်တာ brand အတွက်စိတ်ဝင်စားစရာအကြောင်းအရာတွေဖန်တီးတာ customer တွေနဲ့ direct စကားပြောပြီးတော့ sales process တွေလုပ်ဆောင်ရတာပဲဖြစ်ပါတယ် creative ဖြစ်ရတာဝါသနာပါပြီးတော့စကားပြောကောင်းတယ်ဆိုလို့ရှိရင်တော့တင့်အနေနဲ့ဒီလမ်းကြောင်းကိုရွေးချယ်တင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ business management စီးပွားစီမံခန့်ခွဲမှုပညာရပ်ပဲဖြစ်ပါတယ်ဒါကတော့အားလုံးကိုခြုံငုံမိတဲ့ခေါင်းဆောင်မှုဘာသာရပ်ပဲဖြစ်ပါတယ်ကုမ္ပဏီရဲ့လုပ်ငန်းစဉ်တွေကိုချုံးဝှက်အောင်စီမံတာစီးပွားရေးတိုးတက်ဖို့တဲ့အချက်လက်တွေကိုသုံးသပ်တာကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်နေတဲ့သူတွေအတွက်တော့အကောင်းဆုံးပဲဖြစ်ပါတယ်အတူချုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ HR ဆိုတာကတော့လူကိုကြည့်တာ Sales and Marketing ဆိုတာကတော့ဈေးကွက်ကိုကြည့်တာဖြစ်ပြီး Business Management ဆိုတာကတော့လုပ်ငန်းတစ်ခုလုံးကိုကြည့်ရတာပဲဖြစ်ပါတယ်လူကြီးမင်းအနေနဲ့ရောဘယ်ဘာသာရပ်ကိုစိတ်ဝင်စားဆုံးဖြစ်ပြီးတော့မိမိနဲ့ကိုက်ညီမှုရှိမလဲဆိုတာကို comment မှာပြောကြားပေးခဲ့ပါအောင်နော်